မကောင်းတာလှုပ်ချင်တဲ့စိတ်ကလေးပေါ်လာရင်အော်ငါအရွယ်နဲ့မတော်ဘူးဒါလည်းတားတယ်ခေါ်တာပဲနော်ငါအရွယ်နဲ့မတော်ဘူးဒါမျိုးမလုပ်သင့်ဘူးငါပြောရင်ရှက်စရာကြီးလူလောကဟိရိဝတ္တပဆိုတာအဲ့ဒါဆင်ញင်သုံးသက်တာဟိရိဝတ္တပနဲ့တားဟိရိဆိုတာကိုယ်သိက္ခာကိုလေးစားတာအော်ငါအရွယ်နဲ့ဒါမလုပ်သင့်ဘူးဒီစိတ်မျိုးတွေငါမွေးတာမကောင်းဘူးဆိုပြီးကိုယ့်ကိုပြန်တားတာအဲ့ဒါဒီလိုအတွေးနဲ့တားတယ်လို့ခေါ်တယ်ဒါကကမ္မထာနဲ့တားတာမဟုတ်အတွေးနဲ့တားဆင်ញင်တုံတရားနဲ့တွဲရတားဩငါဒီသက်ဒီရွယ်လို့ဖြစ်နေပြီဩသူများသက်ဒီတတ်နေတာတို့သူများဥစ္စာခိုးတာတို့သူတော်ဘာသားများပြစ်မှားတာတို့လိန်ပြောတာတို့အရက်သေးစားတောက်စားနေတယ်မတော်ဘူးငါကတော့သူများဆုံးမရမှာဩမိဘဖြစ်နေဩငါမိဘဖြစ်နေပြီသားသမီးတွေငါဆုံးမရမှာငါလုံနေလို့မတော်ဟောဒီလိုတွေးရမှာအဲ့ဒါလည်းစိတ်ကိုတားတယ်လို့ခေါ်တာအဲ့ဒါလို့မတားလို့ရှိရင်လူလောကမှာရုပ်ပြက်ဆင်းရဲဖြစ်ပြီးဂုဏ်သိက္ခာတွေကျဆင်းတာပဲပေါ့ဆရာဖြစ်ရင်ဆရာဂုဏ်သိက္ခာမိဘဖြစ်ရင်မိဘဂုဏ်သိက္ခာအလုံးသူဂုဏ်သိက္ခာနဲ့သူနေရတားမြစ်ရ